အားလုံးပဲမင်္ဂလာပါဒီနေ့ Real Life Japanese ကနေ sharing လုပ်ပြီးတော့မဲ့စကားလုံးကကြတော့ဘာလဲဆိုရင်တော့ omoi komi ဆိုတဲ့စကားလုံးပါ omoi komi ဆိုတာကဘာကိုပြောရလဲဆိုတော့ဒီအကြောင်းအရာတစ်ခုကိုကိစ္စတစ်ခုခုနဲ့ပတ်သက်လာပြီဆိုရင်တစ်ခုခုကိုပေါ့နော်ချက်ချင်းကောက်ချက်ချပြီးတော့တတ်မှတ်လိုက်တာမျိုးပေါ့နော်တစ်ခုဆိုရင်ကိုယ့်ရဲ့ဒီထင်မြင်ယူဆချက်အတိုင်းချက်ချင်းဆုံးဖြတ်လိုက်တာမျိုးအဲ့ဒါမျိုးကိုဒီ omoi komi ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီ omoi komi ဆိုတာကဘာလဲဆိုတော့ဒီပေါ့နော်ဥပမာဆိုရင်ဒီလုပ်ငန်းဝင်တွေမှာဖြစ်ပေါ့နော်တခုခုအကြောင်းအရာတခုခုနဲ့ပတ်သက်ပြီးတော့ဒီဆုံးဖြတ်ရတော့မယ်အခါဆိုရင်ကိုယ့်ရဲ့ဒီဖြတ်တန်းလာတဲ့အတွေ့အကြုံပေါ့နော်ဒီကိုလေ့လာသိထားတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့မှချက်ချင်းကောက်ချက်ချပြီးတော့ချက်ချင်းကောက်ချက်ချပြီးတော့ဆုံးဖြတ်လိုက်တာမျိုးကို omoi komi လုပ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ဒီ ABC ဆိုတဲ့ပစ္စည်း၃မျိုးပေါ့နော်၃မျိုးမှာဒီ A ရဲ့ပစ္စည်းကဒီလာထဲမှာရောင်းတော်တော်ကျသွားတယ်ပေါ့အဲ့လိုကျသွားတဲ့အခါမှာဘာကြောင့်ကျသွားလဲဆိုတဲ့အကြောင်းရင်းစဉ်းစားတဲ့အခါမှာဒီလာပေါ့နော်ဒီ production ကစပစ္စည်းကိုချိုးရင်းသွားတဲ့အကြောင်းမလို့ production ဒီ A ရဲ့ production ကကျသွားတယ် A ရဲ့ production ကျတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ sales ကလည်းကျတယ်ပေါ့အဲ့လိုမျိုးချက်ချင်းဆုံးဖြတ်လိုက်တာမျိုး omoi komi နဲ့ပြောလိုက်တာမျိုးပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာကျတော့အဲ့ဒီသူ့ရဲ့ဒီနောက်ွယ်မှာအခြားအကြောင်းအရာတွေလည်းပဲ reason တွေလည်းပဲရှိနိုင်သေးတယ်ပေါ့နော်ပြောမယ်ဆိုရင်တခြားဒီ B ရဲ့B ကပို့ပြီးတော့လူကြိုက်များအကြောင်းမလို့ဒီ A ကိုလူတွေကဝယ်တာနည်းသွားတယ်ပေါ့ဒါမှမဟုတ်လည်းပဲ A ကပေါ့နော်သူ့ရဲ့ဒီကုန်ကျပေါ့လေ cost ကတိုးလာတဲ့အတွက်ကြောင့်မလို့ cost ကတိုးလာတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ price ကနည်းနည်းတက်သွားတယ်ပေါ့အဲ့အကြောင်းလည်းပဲဝယ်တဲ့သူနည်းသွားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးတခြားအကြောင်းအရာတွေလည်းပဲရှိနိုင်သေးတယ်ပေါ့နော်အဲ့ဒါကိုအဲ့လိုမဟုတ်ဘဲနဲ့ဆိုတော့ပြောသလိုမျိုးကိုထင်တဲ့ကိုသိထားတဲ့အချက်တစ်ခုပေါ်မှာပဲမူတည်ပြီးတော့ချက်ချင်းကောက်ချက်ချဆုံးဖြတ်တဲ့မျိုးကိုဒီ omoi komi ဆိုပြီးတော့ပြောကြရပေါ့နော်အဲ့ကြောင့်မလို့ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်တစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုရင်ဒီ omoi komi ဆိုတာမျိုးအကြောင်းအရာတစ်ခုရဲ့ပုံပဲမူတည်ပြီးတော့ကောက်ချက်ချဆုံးဖြတ်တဲ့မျိုးမဟုတ်ဘဲနဲ့ကိုပုံဝင်ကြလူတွေနဲ့လည်းပဲတိုင်ပင်မှာပြီးတော့တခြားအချက်လက်တွေကိုလည်းပဲဒီပေါ့နော်အဖက်ဘက်ကနေမျိုးစုံ research လုပ်ပြီးတော့မှဒီဆုံးဖြတ်ပါဆိုတဲ့သဘောမျိုးကိုပြောချင်တာပေါ့နော်